ပေါ်လိုက်ကြောက်လိုက်ခဏခဏဖြစ်နေတာဒီကအကြောင်းတစ်ခုရှိတယ်ဖြစ်လို့ဆိုရင်ဒီကတော့ကိုရီးယားတိုင်းပြည်ရောက်သွားတယ်လို့ကိုရီးယားပြည်လေးလုံးမှာဖြစ်ပါတယ်အဲ့တော့ဒီကတော့ဒီနေ့ကိုရီးယားရဲ့အမြဲကိုရီးယား story မှာစားပြနေတဲ့အတိုင်းမတ်ပန်ပုံစံဒီလားစားပြအောင်ဖြစ်ပါတယ်ပထမဆုံးဆောက်ယူနေရတော့ဒီမှာအရင်ကသူ့ဘောနဲ့ကြောင်လေးပဲဖြစ်ပါတယ်ဆိုတော့သူ့ထိလိုက်អော်တယ်ပေါ့နော်ဒီနေ့ဒီမှာမိုးရလည်းရွာနေတယ်ပြီးတော့ဒီသချင်းအိမ်မှာလည်းရှင်းအောင်ဖွင့်လာတယ်ဆိုတော့ဒီမှာမျက်နှာချေပြီးပြောရင်လည်းမြင်ရရေးပြောမယ်နော်ဒီလိုဆိုဒီမှာဆိုင်လေးရှိရယ်ဒီတော့လည်းမခန်းခေါ်နေမှာဆိုလို့ရှိရင်ဒီမှာပထမဆုံးဆောက်ယူနေလေဝင်တဲ့ခရုံးရလေးပဲဖြစ်ပါတယ်ဒီမှာဒါလည်းကြိုက်တဲ့ခုံကြည့်ပြီးတော့အော်ဒါမှာဖို့အတွက်အခုမှကြည့်ရင်းပေါ့နော်ဒီကြည့်ပြီးအဲ့ဒါအတူတူရဲ့ဟာကြီးစိတ်ကလေးမှားလို့ရပါတယ်တဲ့မဘောနဲ့ကြာโอเคဒီမှာဆိုရင်ဒီမှာလည်းနေရာလေးရှိရယ်ဒီမှာဆိုရင်အများကြီးပါရယ်ဒီမှာလည်းတိုင်းတယ်တော့လေးပြီးတော့ရေပေါ့နော်ဒီမှာပြီးတော့ဒီစမိုင်းလေးရစားပြနေတယ်ဒီလည်းဒီမှာလေးဆောင်းစားပြနေပြီးလေရှိရပါတော့ဒါတော့ခုမှနားမလို့ဖြစ်ပါတယ်အဲ့ဒါလည်းမှာဆော့စိတ်ဒီဘက်နဲ့โอเคဒါနဲ့ဒီနာပုံမိုက်တဲ့နေရာလေးကြာတွေ့ထားတယ်။ဒဲနေရာလေးဆိုတော့ခုမှပန်းချံလေးတွေ့လားဒီနေ့လုံးဝကိုရီးယားနိုင်ငံရောက်သွားတယ်လုံးဝဘိုက်အဖြစ်ဒီမှာကြတော့ဒီမှာ picnic ဆက်ပြုံးနေပေါ့နော်။အောက်မှာဆိုရင်ဒီမှာဟိုဝတ်ထားပြီးဒီမှာဘောင်းလေးနဲ့ထိုင်ပြီးတော့ picnic လေးနော်ဒီမှာဆိုလို့ရှိရင် okay ထိုင်လိုက်ပြီ okay ထိုင်လို့ဆိုရင်တော့ဒီမှာပေါ့နော်ဒီပုံမှာအစားဆံမှာနဲ့အရင်ဆုံးဒီမှာတော့ဘာတွေပြထားလဲဆိုလုံးဝကိုရီးယားတိုင်းပြည်ကိုရီးယားနိုင်ငံလုံးဝကိုရီးယားလူတွေခက်လာရင်တော့ဒီကဲကိုစော့ဖို့အကြံပေးပြင်ပါတယ်ဒီနေ့တော့ဒီမှာကိုရီးယားလူတွေဖြစ်နေတာတဲ့ဒီဂိမ်းလေးကိုဝင်လိုက်ကြပါတော့လုံးဝကိုရီးယားမပန်းလို့စားကြလို့မျိုးလုံးဝဒီပုံစံလေးပေါ့နော်ဒါက main dish တွေပေါ့နော် main dish ဒီမှာဆိုလို့ရှိရင် fresh chicken လုံးဝကိုရီးယားလေးစားတယ်မျိုးလုံးဝတူတူလေးအတူကြီးပဲနော်အကုန်ကြည့်အိုးဒီမှာလုံးဝ oh my god ဒီလုံးဝရွေပြောနေရတာ okay အမအများကြီးပဲတက်ကြော်ဆိုလို့ရှိရင်အဲ့ဆိုရင်ဒီနာဘာဟာလေးတိုက်လဲဆိုရင်ဒီနာဒီ honey fried chicken လေးကိုမှာလိုက်မယ်တပွဲဒါအခါကျဒီနာလေးမပေါ်ရဲပေါ့နော်ဒါလေးကမြင်ရလားမသိဘူးမှာလားဒါတော့ဒီမှာတခြားဟာတွေပေါ့နော် big mac and cheese ဒါ mac and cheese လေးဒါ burger taco အောက်ကကျတော့ seafood boil လေးပေါ့နော် seafood တွေမှာဆိုရင်ဒီနာက honey seafood boil okay မှာလိုက်မယ်ဟုတ်ကဲ့ဒီရောပါမှာလိုက်ပါဒီ okay ဒီနာတော့ဒီမှာလို့ရလုံးဝမပါမဖြစ် ramen ဒီလား oh my god ဒီမှာဆို ramen ကိုလုံးဝအမေလေးနဲ့နေရတယ်ပေါ့နော်အေးစားကြရည်ကြည့်ကြတော့ပထမတော့ပြင်မှာဆိုစားဖို့နာရလုံးဝကိုရီးယားတိုင်းကြီးရဲ့အသက်ဒီမှာတကယ်အသက်ဒါ spicy sweet spicy ဒါ star spicy လာပါလား dumpling okay ဖတ်ထုံးနဲ့ရမယ် chicken စကားတော်နဲ့ရမယ် spam နဲ့ရမယ်ကြောက်ကြောင်နဲ့ရမယ်ချက်ဥနဲ့ရမယ်ဝါ tempura နဲ့ရမယ် corn cheese ဒါ corn cheese နဲ့ပေါ့နော်ဒါလေးဆယ်မွန်နဲ့ငါးဥလေးနဲ့ဆယ်မွန်လေးနဲ့ပေါ့နော်အဲ့လိုမျိုးလေးဒီနာဘယ်ဟာစားမလဲဆိုရင်ဒီနာဒီတော့ကိုရီးယားကိုတက်ရချင်ဒီဟာလေးနဲ့မှားလိုက်ပြီနော် okay ဆိုတော့ဟိုလေးကမရဘူးဖြစ်တယ်ဟုတ်တယ်နော်မရဘူးအဲ့ဝင်ငါဒါဒီရဲ့တရားမှမလဲဆိုရင်လက်ခံကြည့်လေးမှာပေါ့နော်ohဒီမှာဆိုတော့လုံးဝpizza taco ဒီမှာဒီလိုလေးလည်းရမယ်နော် oh my god pizza ကိုလည်း30တောင်ပါတယ်ဒါရစစ်စီလေးကတော့အိုးစားကြရလေးဒီမှာဒီရရဲ့ဒါကတော့ဆယ်မွန်ခမင်းလိပ်ဆယ်မွန်ရောဒါလေးရပါလဲငါးဦးလေးနဲ့ပေါ့နော်ဒါလေးက twist ဆယ်မွန်သူအပြင်လဲဆယ်မွန်အထဲလဲဆယ်မွန်ဆိုရည်ဒါတူနာကတော့ဆွမ်းနာဟာနည်းနည်းတူနာပဲကွာပါမယ်ပေါ့နော်ဒါလေးကအိုးစားကြရည်ကြီးစုတို့ရဲ့ဒီဝါတို့ရဲ့အမေကြီးစုတို့ရောဖြစ်တယ်
Okay. Oh, ဒါလေးကပြပြလေးဖြစ်ပြလေး Okay ဒီနာပါစားမလဲဒီနာပြီးသွားပြီဒီနာက spicy octopus လေးစားမယ်ဒီပီဇာကိုမစားတော့ဘူးတာကိုမစားတော့ဘူးဒါလေးလည်းစားတော့တယ် Okay drink အသက်ကပါလေက drink လုံးဝအသက်ဒီမှာဆိုရင်ဒီနာကဒီ fresh တဲ့ရတာတိတ်ပြီးတော့မျိုးဒီ line ဆိုတာလေးမှာလိုက်မယ် snack ကလုံးဝကိုရတိုင်းဒီအငွေ့တော့အပြည့်ရပြီလေဆွန်းတော့ဟောတော့ oh my god အိုးခိုင်းစားလာပြီနော်ဒီမှာအိုးအခုလမ်းမှာကြောင်ပါအခု onion boil လို့ရတယ် oh my god အိုးခိုင်းနေတယ်ဒီမှာ mozzarella stick oh my god ဒါကလည်းmozzarella stick ဒါ emoji အမိုဒါပုံနေတော့နော်ဒါတော့အခုလူတိုင်းမှာဖြစ်ဒါလည်းရှိတော့ရှိတယ် secret ပေါ့နော်ကိုရမှာပဲဖြစ်တာဒါလေးကကနန်းလက်မအိုးဒါတော့ lobster ဘာလဲကြောက်စုံအမီဒါလေးရတော့မသိတော့ဘူးဒီမှာဘာမှမပါဘူး Okay ဒီနာဆို mozzarella stick လေးမှာလိုက်မယ် hot dog ကဟိုကိုနော့ကဒီနာပါမှာကောင်းတယ်regular one ရမှာ Okay ဒီမှာတော့ဘယ်လောက်ဒီမှာစုံလဲဆိုဒီမှာ pizza ကအဆက်ကြီးရနော် Oh my god လုံးဝလီနာအဆက် Oh my god ဒီမှာဆိုလို့ရှိရင် cereal တွေမှာဆိုရင်အစုံ cereal တွေနဲ့ဒီမှာဆို cookie တွေမှာဆိုလို့ရှိရင် matcha chewy chocolate divine chewy chocolate oh biscuit chewy chocolate strawberry chewy chocolate ခိုင်နေဆိုရင်လုံးဝအများကြီး apple pie blueberry pie strawberry pie wellington brownie oh brownie အစားရှိရနော်ဒီကတော့ဘာလို့လဲ Oh my god အမီလေးအရင်လာနော် Wow Okay ဒီကလေးကဘာမှမလဲဆိုရင်ဒီမှာဒါလေးမှလည်း divine chewy chocolate divine chocolate စားမယ်မှာ Okay ခုဆိုလို့ရင်လည်းလာမှာမယ်မှာတော့မယ်ပေါ့နော်ဒီတခုတည်းကိုရင်ဝင်လိုက်ဒီမှာ place order လေးကိုနှိပ်လိုက်ပါအဲ့ဒါကြရင်ပေါ်လာလို့ဘယ်လိုပေါ်လာမလဲဆိုတော့ဒီပေါ်မှာတော့ပေါ်လာမှာမဟုတ်ဘူးပေါ့နော်ကိုယ့်ကိုနေရာချရမှာဒီမှာဆိုလို့ရှိရင်ဒီမှာ honey swan chicken ဆိုလက်ကလေးမှာပါလာအိုးအများကြီးပဲမှာဆိုလို့ရှိရင်ဒီနာဘယ်နာလေးမှာချမလဲဆိုရင်တော့ဒီနေရာရေးရတယ်နော်အဲ့ဒါဒီလိုမျိုးမကောင်းဘူးဒီနားလေးကနေနှိပ်ရောချပါတော့အခုပေါ့ Okay ဒီနားရမှာချပြီးအမှန်လေးကိုနှိပ်လိုက်ပါ Okay လိုက်တယ်ဒီမှာလုံးဝ main ဒီမှာ main တော့ကာဘူနာရာကြီးကာဘူနာရာတော့မဟုတ်ဘူးနော်သူကပိုင်ကြီးလုံးဝ egg တက်နဲ့လုံးဝကျဲပဲဝါတော့ဘိုက်စားနေဒီမှာဘိုက်စားသွားတယ်ဒီမှာ mac and cheese oh my god mac and cheese okay ညာထားလိုက်မယ် Okay ဒီနောက်ကလေးက spicy octopus sushi ပါ sushi လေးဝါငါဘယ်နားမှာချရတော့ဒီမှာဒါလေးနဲ့ဒါအစုံလို့ Okay ဒီနားလေးမှာချလိုက်မယ် lime soda လေးကိုဒီနားလို့ဘယ်နားမှာချမလဲဆိုတော့ lime ဖုံးကြောင်ဝမ်းကြံဝမ်းမယ်ဒါ mozzarella cheese ကိုဒီနားလေးမှာချမယ်Okay နောက်ဆုံးက line ကဒီနားဘယ်နားမှာချမလဲဆိုရင်ဒီနားလေးမှာထားလိုက်တော့ကွက်တီနောက်ပြီ Okay ပြီဒါလေးနေလိုက်ရပြီပေါ့နော်ဆွေးမမြင်ရမှာဆိုလို့ပေါ့နော်ကြားဒီမှာတော့ဒီလိုဒီဘက်ဆိုရင်ဒီဘက်ကိုတိုးတယ်ဒီလိုဆိုလို့ရှိရင်အောက်ကိုပြရတယ်နော်ဒီလိုဆိုရင်ပေါ်သွားတယ်ဒါလေးနေလို့ရှိရင်တော့မြည်သွားတယ်ဒါလေးနေအဝေးရောက်သွားတယ်ပေါ့နော် Okay အဲ့တော့စကြပါအောင်ဒီမှာအခုဒီနားဆိုမှာ spicy octopus ခါလေးနှိပ်လိုက်ဒီမှာပေါ်လာတယ်ပေါ့နော်အဲ့ဒါလေးကိုဒါလေးနှိပ်တစ်ချက်နှိပ်လိုက်တာလေစားကြပါတော့ဒီဘာလို့ရမ်းစားကောင်းတာပဲကြောက်ကြည့်ကြပါအောင်လုံးဝ octopus လေးစားကြပါဦးဝါအရင်ကောင်းတော့ပဲမာဒါလေးနဲ့ထိုးဝါရမ်းကောင်းပြီးဒီမှာနောက်တစ်ခုကလုံးဝဒါလေးနှိပ်လိုက်ရတယ်သူကအဲ့လိုပေါ်လာတယ်မဟုတ်လား
ရရင်ဒီဟာလေးနှိမ့်လိုက်လို့ရှိရင်တော့ပြအဲ့ဒါလေးနှိမ့်လိုက်အိုးစစ်လို့ဝါဆက်လို့တာစပ်ပြင်းလာအိုးကြောက်လေးနဲ့ဆိုတော့ဖတ်ပြီပဲဝါလုံးဝမဟာလိမ့်တယ်နော်ကြာ Oh my god ပြီးလို့ရှိရင်ဘာလို့လဲတော့စားမလဲဆိုတော့chicken banana sauce လေးနဲ့တို့စားလို့ရအောင်လို့ပေါ့နော်ဒီမှာ3လောက်ရည်ထားလိုက်မယ်ပြီးရင်ဒီဘက်ကိုရွှေ့ဒီမှာဆိုလို့ရှိရင်ဟိုအပါတွေ့လား sauce လေးပါတယ်ဒီမှာ cheese sauce ရဲ့ဘက်ကပါလိမ့်လေcheese sauce ဒါ spicy sauce ရဲ့ okay ငါကတော့ဒီ cheese sauce လေးနှိပ်လိုက်လို့ရှိရင်ဒီဖြစ်သွားတယ်နော်ဟိုဒီမှာနှိပ်လိုက်ပြီပေါ့နော်အဲ့ဒါကြောင့်အဲ့လိုထပ်နှိပ်လိုက်ရင်ဒီစားသွားပြီပေါ့နော် okay နောက်တစ်ခုကြာပြီနော် spicy sauce spicy sauce ကို cheese sauce ကိုသွားနှိပ်လိုက်ဒီမှာ cheese sauce ကိုဆိုရင်ဒီမှာလားcheese လေးနဲ့လုံးဝစားလို့ပြအောင်ပါစားမယ် Oh, you're a mania. Sana bang dua ini suka mana ni nak? Agak, kita spicy sauce. Wow, spicy sauce tak. Wah, tapi ni kita spicy. Dua ini kenapa kau tu orang lebih tahu je? Ayah, situ je lah di sini pun tahu je. Ayah, kita anda semua. Apa soalnya? Saja bang, oh my god, sepian. အပေါ်ကျကျခွန်လေးကကျွတ်ရွအထဲလေးကနုအိအိုးရိုက်ရင်းနဲ့ကြော်ရချွတ်ချွန်းလေးကွာတော်တော်လေးကိုနိဗ္ဗာန်ရောက်မယ်ကိစ္စပဲ cheese လေးနဲ့စားလိုက်အောင်မယ်ဟာ cheese နဲ့တိုင်းလည်းတော့ဒီအမြင်တန်းကိုစားရတယ်ပေါ့နော်ဒီနားပြန်နဲ့စားလို့ဆိုလို့ပို့တိုက်တယ်ဆိုရင်ဒီ spicy sauce နဲ့စားရတာပို့တိုက်တယ်ပေါ့နော်ဒီနားအပြင်မှာဆက်တော့မစားပါဘူးဒါဒီရဲ့ကောင်းနေတာပါစားရပါအဲ့ဒါတော်တော်လေးလုံးဝတော့အရင်မိုက်တော့ပြီးပြီးတော့ပဲဒါလေးခဏထားတာပဲပဲပွားမလို့ဆိုတော့ဒီကအရင်စက်ဝင်စားနေတဲ့ cheese stick စားမယ် cheese stick မှာဆိုရင်မှာဆိုသူလည်း sauce ပေးထားတယ်နော်မှာ honey sauce လေး honey garlic ပေါ့နော်အဲ့ sauce လေးနဲ့လည်းစားကြည့်မယ်wow oh na sushi o yin nahi hua jala na mozzarella yeah yo mozzarella na red sauce le ne bi yo sa la ya aya ba anne lo sauce wow oh my yo pe ja la bi na ba la la bi kwa mozzarella wow, cuma tu lah, ya. My God, lu. Wah, my God. Tadi udah ranch sauce ni. Kadang dua dulu, ya. Gimana kalau tu jadi negatif kan? Oh, no, ni tu lah. Sekarang masih awal, ya sakau ngabe, jual saja bang no, jual mencari nyal cari, nyam, wah ya bang, wah, ini lain apa bang? Anh gì mà tôi giờ rồi bộ nó, liệt tích không có bán luôn, ok đã liệu nào thì sao nên sao bây giờ là cái gì ạ? Oh yeah, di mana tu pure ada dia. Okay, sana. Oh, like it. Yang like it. Sushi ni, ranch sauce ni. Don't watch it. Okay, tinaro tu mana mozzarella cheese. Dia berjaya ni, kenapa? Ada lupa lagi ni, no? Okay, dari sini. Nam. Ayah kau ni, cere. Okay, ada honey hoa ni no? Honey sauce ni. Yang kang do be. Happy sauce ni. Tu telang tu no? Tidak. Apa ini tu ni berdua? Kita ni awal yang ni sauce.
brand sauce ကတော့လုံးဝအပြည့်ပါ okay နောက်ကြည့်ကြအောင်ဒီစစ်တော် brand sauce နဲ့စားလို့ရလားကြည့်ရအောင်ပြီးရင်ပါလေဒီ ice ဒီ sushi ကို spicy sauce နဲ့စားလို့ရတယ်နောက်ကြည့်ရအရင်ကဒီ spicy ကိုတရားနဲ့အရင်စားလိုက်မယ်နော်oh ရတယ်ဒီမှာကြည့်ကြည့်မယ်လုံးဝအဆက်တော့ spicy တိုက်လို့ရတော့ဒါလေးကတော့ share ပဲဗျာ share ပဲအားကြပါအောင်ဘူဝါတို့ရေဝါစက်ကျဲလန် my coffee ခါလေးရော rain sauce နဲ့စားလို့ရတာဗောရှိပါဦးစားကြည့်ရည်စားကြပါအောင်ဘူဝါတို့ရေညာတော့စားဝါဒီဟာလေးနဲ့ကိုစားလိုက်လုံးဝချစ်ချူလေးနေတော့ဒီနာအပြင်မှာလည်းအချို့စားတော့ပေါ့နော်ဒီဟာအဲ့တော့ဒီနာတော့အကောင်းဆုံးပဲပြီးတော့စီရအောင်ဒီဟွာနဲ့စားကြည့်ဝါဒီမှာတော့မြင်တော့မြင်အဲ့ဒါကကာဝါတော့နည်းနည်းဝါရောင်လေးပေါ့နော်အဲ့ဒီဝါစားချိုးလေးကောင်းစိတ်လေးကျဲပဲကြာမိုက်လိုက်တာအဲ့လိုဒီမှာပန်းဟိုခဲကိုထုတ်ထားတယ်တကယ်ကျေးဇူးတင်ပါတယ်အရန်ဟိုဆော့လို့ကောင်းလို့ပေါ့နော်ဒါလေးကတော့ spicy လေးနဲ့နမ်ဒါတော့ဒီနားလေးဟိုကတိုးလိုက်တရားတိုးလိုက်နဲ့အဲ့ sauce လေးကွက်နဲ့ပဲဒါဒီနောက်တစ်ချောင်းကဒီကဟာနောက်ဆုံးတော့ပါတော့ဒီတစ်ခုကဟိုကနောက်ဆုံးတော့ဒါ red sauce လေးနဲ့တိုးပြီးတော့နော်အိုးရန်ကောင်းပါလေနောက်တစ်ခုကဟန်နီလေးနော်အော်မေးနေရတယ်ဒီမှာကြည့်တာ live this place ကန်ပြီး this place တော့ရအောင် live ဆိုတာဟုတ်ကြပါဦးညလိုက်ရအောင်ဝါokay ဒီမှာမင်းပြောနေတယ်ဒီကစားတယ် sauce ကိုပတ်ပတ်လိုက်တယ်နော်အဲ့တော့အဲ့ဒါဆိုရင်ဒါလေးနှိပ်လိုက်လို့ရှိရင် clear the table ဒီပေါ်လာဒါဘာမှမရှိတော့ဘူး yes ကိုနှိပ်လိုက်တာတော့တင်သွားပါလိမ့်မယ်ဒီမှာဆိုလို့ရှိရင်အတန်သွင်းဖို့ AS မှာသွင်းဖို့ဒီမှာလက်ကျက်လေးနဲ့ထားပြီးထားရပါတော့ okay နောက်ဆောက်ပွဲကိုပြန်ထားမယ် okay ဒီမှာသူငါရေးဆိုရင်ဒီမှာလည်းထားလိုက်တာဟုတ်ရအများကြီးပဲအခုနကလည်းဒါကလည်းအဲ့လိုဖြစ်သွားလိမ့်မယ်နော်ဟုတ်ကဲ့ဒီပါဒါတခြားဆိုင်တယ်နော်ဒါ7လေးနဲ့လည်းပြောရနော်ဒါ7လေးနဲ့မှနက်ကလေးဆိုတာဒီလိုမျိုးဆိုတာဒီပါဒီအမှဆန်းလေးဆိုတာလည်းနော်အမှမော်တယ်လေးရှိပါတယ် just saying မော်တယ်ပေါ့နော်Hello, please follow the signs to claim your own room. Have a comfy stay. Hello, please follow the signs to claim your own room. Have a comfy stay. Okay. Wow,
စားပြီးတော့ဒီမှာလည်းလည်းဆိုတော့ဒီမှာဒီမှာပေါ်တဲ့ဟာကိုဥစ္စာပါပဲအဲ့ဒီဒီလိုလေးကိုခေါင်းကြည့်တဲ့ကြည့်ဒီမှာရနောက်ထပ်ဒီလိုလေးကိုထပ်မံနေရဆိုလို့ရှိရင်လည်း like လေး subscribe လေးပြီးရင်ဝင်ပြီးတော့ပေါင်းအဖြစ်ပြရလေးရပါလိမ့်ရှင်အဲ့တော့နောက်ထပ်ဘယ်လိုမျိုးဒီဗီဒီယိုတက်လေးတွေကိုဖန်နေကြရင်တင်နေချင်တယ်ဆိုလို့ရှိရင်လည်းညီမလာတင်ပေးလို့ရပါတယ်ဘာလို့လဲညီမဒီလိုအဲ့ဒီလောက်တဲ့နေရာလေးမှာကိုယ်ကအမှန်တကယ်မြင်ရတယ်ပေါ့နော် Okay ကဲအဲ့ဒါရင်ကြတယ်ဒီနေ့ကဒီလိုရတဲ့လောက်ပါတယ်ဒီချိန်လေးကိုစောဖို့ရ comment ပေးကြပါမယ်အဲ့တော့အားလုံးပဲ bye bye ဒီမှာ